ခတ်သိမ်းသောမင်္ဂလာတို့ကိုဖြစ်စေတတ်သောမင်္ဂလာတို့ပရိတ်တော်ကိုရွတ်ဖတ်ပွားများပူဇော်ပါမည်နမောတတ္တဘဂဝတောအရိဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရိဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရိဟတောသမ္မာသမ္ဗုဒ္ဓတ္တယမင်္ဂလံဓာတတဟိစိန္ဒေတုတာဒေဝကသဋ္ဌာနံနာတိကိသန္တိအထာတိန်သင်္စမင်္ဂလံဒေတိတံဒေဝဒေဝေနာတဗ္ဗပါပဝိနာတနံတဗ္ဗလောကဟိတထာယမင်္ဂလံတံဗနာမဟိဧဝမေတုတံဧကံတမယံဘဂဝါတာဝတိယံဝိဟရတိစေတဝနီအနာထပိန္တိကတအာရာမေအထာခောအညတရဒေဝတာအဘိကန္တာယရတိယအဘိကန္တဝနာကေဝလကပ္ပံစေတဝနံဩဘာတတဝါယေနဘဂဝါဒီနုပသင်္ကမေဥပသင်္ကမိတဝါဘဂဝန္တံအဘိဝါจิตဝါဧကမန္တံအထာတိဧကမန္တံထိထာခောတာဒေဝတာဘဂဝန္တံဂါရာယဣဇာဘာတိဘဟုဒေဝမနုဿာသမင်္ဂလာနိအစိန်တယောအာကိခမာနာသုဋ္ဌာနံပြုဟိမင်္ဂလမုဒ္ဓမံအတေဝနာသဘာလာနံပန္တိတာနိသတေဝနာပူဇာသပူဇာနေယနံဣတံမင်္ဂလမုဒ္ဓမံပတိရူပဒေတာဝါသောစာပုဗ္ဗေသကတ္တပုညတာအတ္တသမ္မာပဏိတိသာဣတံမင်္ဂလမုဒ္ဓမံဘာဟုသစ္စင်္စသိပ္ပင်္စဝိနယောသတုတိခိတောတုဘာတိသာသာယာဝါစာဣတံမင်္ဂလမုဒ္ဓမံမာတာပိတုဥပဋ္ဌာနံပုဒ္ဓဓာရတသင်္ကဟောအနာကုလာသကမ္မန္တာဣတံမင်္ဂလမုဒ္ဓမံဒါနိသဓမ္မစရိယာသညာတကာနိသသင်္ကဟောအနာဝဇာနိကမ္မာနိဣတံမင်္ဂလမုဒ္ဓမံအာရတိဝရတိပါပါမေဇာပါနာသတယမောအပမဒောသဓမ္မေတုဣတံမင်္ဂလမုဒ္ဓမံကာရဝောသနိဝါတောသတန္တုထိသကတိညုတာကာလီနာဓမ္မတဝနံဣတံမင်္ဂလမုဒ္ဓမံခန္တီသသောဝသတ္တတာတမနာနိသဒတနံကာလီနာဓမ္မတာကိသဣတံမင်္ဂလမုဒ္ဓမံတပောသဗျမစရိယေသအရိယသစ္စာနာဒတနံနိဗ္ဗာနသစ္စိကရိယာသဣတံမင်္ဂလမုဒ္ဓမံဖုထတာလောကဓမ္မေဟိစိတ်တံယတနာကံပတိအာတောကံဝိရဇံခိမံဣတံမင်္ဂလမုဒ္ဓမံဧတာဒိတာနိကတဝါနတပ္ပထမပရာဇိတာတပ္ပထသုထေကိသန္တိတံတိတံမင်္ဂလမုဒ္ဓမံမင်္ဂလတုတ်တံနိဋ္ဌိတံမင်္ဂလတုတ်တံအာရောဇထာယနောရခတုမင်္ဂလတုတ်တော်သည်ယောဂကိရှိဇမခြင်းအကျိုးငါမင်္ဂလတုတ်တော်ကိုရွတ်ဆိုနာယူကြသည့်အကျွန်ုပ်တို့အားနိညမသွေဆောက်ရှောက်ကြပါစေကုန်တည်းမင်္ဂလတုတ်တံမင်္ဂလထာယနောရခတုမင်္ဂလတုတ်တော်သည်ကောင်းခြင်းမင်္ဂလာဖျားဖျားကိုဖြစ်လာစေခြင်းအကျိုးငါမင်္ဂလတုတ်တော်ကိုရွတ်ဆိုနာယူကြသည့်အကျွန်ုပ်တို့အားနိညမသွေဆောက်ရှောက်ပါစေတည်းမင်္ဂလာတုတ်တံအန္တရာယဝိတောတနထာယနောရခတုမင်္ဂလာတုတ်တော်သည်တွင်ပအန္တရေအသွဲသွဲကိုမညှိတွဲအောင်ပယ်ဖြောက်ခြင်းအကျိုးငါမင်္ဂလာတုတ်တော်ကိုရွတ်ဆိုနာယူကြသည့်အကျွန်ုပ်တို့အားနိညမသွေဆောက်ရှောက်ပါစေတည်းသာဓုသာဓုသာဓု